ကမ္ဘာအကောင်းဆုံး power station တစ်မျိုးနဲ့ကျွန်တော်မိတ်ဆက်ပြီးတော့မှပြပေးသွားပါမယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရွှေအောင်လင်း electronic ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်တို့ရှေ့မှာမြင်နေရတဲ့ကောင်ကတော့ EcoFlow ရဲ့ကျွန်တော်တို့ second generation လို့ပြောလို့ရတယ်ကျွန်တော်တို့ data 3 power station အမျိုးအစားဖြစ်ပါတယ်1အနေနဲ့ကျွန်တော်တို့1800 watt battery ampere အနေနဲ့1024 watt per hour ပါတယ်ကျွန်တော်တို့အားသွင်းချိန်0 to 100ကိုတနာရီပဲကြာတယ်ကျွန်တော် life cycle 4000 plus ရှိတယ်ကမ္ဘာအကောင်းဆုံး power station မျိုးစားပဲဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့အားသွင်းချိန်ကိုအကြာကြီးမသုံးချင်ဘူးခဏလေးနဲ့အားပြည့်ကျင်တယ်ဆိုရင်ကျွန်တော်တို့ EcoFlow ရဲ့ power station တွေကိုသုံးပါနောက်တစ်ခုကပေါ့နော်ကျွန်တော် EcoFlow ရဲ့ power station တွေကလူချင်းမင်းတို့သုံးရင်သုံးတယ်ဘယ်နှဝက်သုံးတယ်ကျွန်တော်တို့ဘယ်နှနာရီသုံးလို့ရတယ်ဆိုတာအစအသေးစိတ်အကုန်လုံးပြပေးပါတယ်နောက်ထပ်အားသာချက်တစ်ခုကကျွန်တော်တို့ portable ဖြစ်တဲ့လူချင်းမင်းတို့သွားတဲ့နေရာတိုင်းကိုလွယ်လွယ်တကူတည်သွားလို့ရတယ်ကျွန်တော် campaign ထွက်တွေပဲသွားတာကျွန်တော်ခရီးရှည်တွေပဲသွားတာပေါ့နော်လူချင်းမင်းတို့ကားပေါ်မှာအလွယ်တကူတင်သွားလို့ရတဲ့အမျိုးအစားဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်အားသွင်းတဲ့အပိုင်းပေါ့နော်အားသွင်းတဲ့အပိုင်းမှာကျွန်တော် EPC နဲ့လည်းအားသွင်းလို့ရတယ်လို့ကျွန်တော်တို့ solar နဲ့လည်းအားသွင်းလို့ရတယ်ကားနဲ့လည်းအားသွင်းလို့ရတယ်ကျွန်တော်လုံးဝ pure sine wave ထွက်တဲ့ကျွန်တော်မီးစက်တင်နဲ့လည်းအားသွင်းပြီးအသုံးပြုလို့ရနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်ဒီကောင်လေးရဲ့ကျွန်တော်စက်ပိုင်းဆိုင်ရာကိုတစ်ချက်ပြပေးပြီးတော့မှဖော်ပြပေးသွားပါမယ်ဆက်ကတော့ကျွန်တော်တို့မြင်တဲ့အတိုင်းပဲ data 3 မျိုးအစားပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့ main display ပါတယ်ကျွန်တော်တို့ AC output 4 ပေါက်ပါတယ်သူရဲ့နောက်ဘက်ထဲမှာဆိုရင်ကျွန်တော်တို့ DC output ထွက်တဲ့ကောင်တွေပါတယ်ဓမ္မစင်ကျွန်တော်တို့ EPC နဲ့အားသွင်းတဲ့ဟာပါတယ်ကျွန်တော် solar နဲ့အားသွင်းတဲ့အပေါက်ပါတယ်ပေါ့နော်ပြီးတော့ display ဘိုင်းလေးကိုကျွန်တော်တစ်ချက်ပြပေးသွားမယ်သူရဲ့ display ဘိုင်းပေါ့နော် display မှာဆိုရင်ကျွန်တော်တို့battery ရဲ့ percent ကျွန်တော်သုံးရင်သုံးတဲ့ watt ဘယ်နှ watt သုံးတယ်solar နဲ့ဝင်ရင်ဘယ်နှ watt နဲ့ဝင်တယ် EPC နဲ့သွင်းရင်ဘယ်နှ watt နဲ့ဝင်တယ်ဆိုတာတွေအစအကုန်သေးသေးပြပေးရပါတော့အဲ့ဒါအပြင်မှာကျွန်တော်အသုံးပြုလို့ရတဲ့အချိန်တစ်ခါတည်းပြပေးပါတယ်โอเคပါကျွန်တော်တို့ဒီဘက်ဘေးမှာရှိနေတဲ့ကောင်ကကျွန်တော်တို့ Fuso Air Cooler ပေါ့နော်ဒီ Air Cooler လေးကိုကျွန်တော်တို့ဒီကောင်မှာသုံးရင်အချိန်ဘယ်လောက်သုံးလို့ရဆိုတာကျွန်တော်တစ်ချက်ပြပေးသွားမယ်โอเคကျွန်တော်တက်လိုက်မယ်ပေါ့နော်ကဲတက်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ web ပြတယ်ဒီကောင်လေးကကျွန်တော်တို့ level 8နဲ့ကျွန်တော် swing ဖွင့်ထားတာတောင်မှ web က40ဝန်းကျင်လောက်ပဲရှိတယ်ဒီ1နဲ့သုံးရင်ကျွန်တော်တို့Air Cooler ရဲ့ web က36 watt ရှိရယ်ဒီ1နဲ့သုံးရင်ကျွန်တော် R95% မှာအချိန်အနေနဲ့ကျွန်တော်18နာရီလောက်ထိကိုဒါအသုံးပြုလို့ရတယ်ဆိုတာကိုတစ်ခါလေးပြပေးထားဖြစ်ပါတယ်ကျွန်တော်ကမ္ဘာအကောင်းဆုံး power station EcoFlow data 3ရဲ့အကြောင်းပြောပြပေးခဲ့ဖြစ်ပါတယ်ဂိမ်းမောင်ကျွန်တော်ကျွန်တော်တို့ဆိုင်လိပ်စာလမ်း80 40 40တကြမန္တလေးမြို့မှာလာအောင်ဆက်သွယ်ပြီးဝယ်ယူလို့ရတယ်နေရာနေမှာကျွန်တော် customer address ဆိုတော့ကျွန်တော် contact 3855ခွန် Viber နံပါတ်ကနေပြီးတော့မှဆက်သွယ်မှာရရှိနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအမကန်က9နှစ်ပါပါတယ်ကျွန်တော်သူ့ရဲ့ဈေးနှုန်းက29,900,000ဖြစ်ပါတယ်ခင်ဗျာ